ကျွန်တော်တို့ရဲ့အတွင်းစိတ်ကပြောနေတဲ့စကားသံတွေဟာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုဘလောက်အထိလွှမ်းမိုးနေလဲဆိုတာမိတ်ဆွေတယောက်သတိထားမိဖို့ပါသလားဒါဟာကိုပြောတဲ့စကားသံတွေကိုကျွမ်းကျင်ပိုင်နိုင်အောင်ထိန်းချုပ်ပြီးပုံမအောင်မြင်မှုတွေရရှိလို့သူတွေအတွက်အရေးပါတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့နေ့စဉ်သုံးနေကြစကားလုံးအချို့ကကိုအမှန်တကယ်ပြန်ပြီးချုပ်ကင်ထားနိုင်တာကိုလူအများစုကမသိကြပါဘူးဒီကိစ္စကိုပြောင်းလဲနိုင်မယ့်နည်းလမ်းတစ်ခုရှိနေပါတယ်ဒါပေမဲ့ဒီနီးလန်းရဲ့လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါအတွင်းစိတ်ရဲ့စကားပြောဆိုမှုတွေဟာကိုယ့်ရဲ့ပုံရိပ်နဲ့လှုပ်ဆောင်ချက်တွေကိုပုံဖော်ပေးပါတယ်။ Owen Fitzpatrick ဆိုတဲ့နာမည်ကျော်နီးပြတဦးကဒါကိုတည်တည်ချာချာရှင်းပြခဲ့ပူပါတယ်။သူကမြင်ကွင်းတွေဟာကိုယ့်ပုံရိပ်ကိုပုံဖော်တယ်လို့ကြားရတဲ့အတန်းတွေကကိုယ့်အကြောင်းကိုဘလို့တွေးတယ်ဆိုတာကိုပြသပြီးကိုယ်ခန္ဓာလှုပ်ရှားမှုတွေကတော့ကိုတန်ဖိုးထားမှုနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့အတွင်းစိတ်စကားသံတွေဟာကိုဘာလုပ်နိုင်တယ်ဘာလုပ်လို့မရဘူးဆိုတာကိုသတ်မှတ်ပေးနေတာပဲဖြစ်ပါတယ်အထူးသဖြင့်လုံရမယ်ဖြစ်ရမယ်လိုအပ်တယ်စတဲ့စကားလုံးတွေဟာကျွန်တော်တို့ကိုတွန်းအားပေးတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ခုခံလူစိတ်တွေကိုဖန်တီးပြီးပါတယ်ဒီလိုစကားလုံးတွေကြားလိုက်ရတဲ့အခါကျွန်တော်တို့ဟာရွေးချယ်ခွင့်မရှိပဲအတင်းအကျပ်ခံစားရတတ်ပါတယ်ဒီလိုခံစားရတာဟာလူတစ်ယောက်ရဲ့စိတ်အားထက်သန်မှုကိုတိတိတသာရှော့ချပြနိုင်ပါတယ်ဒါပေမဲ့လုံနိုင်တယ်လှုပ်ချင်တယ်ဖြစ်နိုင်တယ်စတဲ့စကားလုံးတွေကတော့ကွဲပြားတဲ့ခံစားချက်ကိုပေးပါတယ်ဒီစကားလုံးတွေကရွေးချယ်ခွင့်ရှိတယ်လို့ခံစားရစေပြီးကိုယ့်ရဲ့ဆန္ဒတွေကိုအမှန်တကယ်လက်တွေ့ထအောင်တွန်းအားပေးပါတယ်ဥပမာဒါကိုလုပ်ရမယ်လို့ပြောတာထက်ဒါကိုလုပ်ချင်တယ်လို့ပြောလိုက်တဲ့အခါကိုပိုပြီးယုံကြည်မှုရှိလာစေပါတယ်ဒီစကားလုံးတွေဟာပန်းတိုင်တွေစီကိုပိုမိုနီးကပ်စေတဲ့တွန်းအားတစ်ခုဖြစ်ပါတယ်ဒါဆိုဒီစကားသံတွေရဲ့အရေးအမြစ်နဲ့သူတို့ကိုဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကိုတော့သိချင်မိပါသလားကျွန်တော်တို့ရဲ့စကားသံရဲ့အတန်နေအတန်ထားtonalityဟာတခြားသူတွေအပေါ်တက်ရောက်မှုရှိုံသာမကကိုယ့်ရဲ့အတွင်းစိတ်အပေါ်မှာလည်းတိတိတသာတက်ရောက်မှုရှိပါတယ်အမိတ်ပေးတန်လားမဝိမရဲတန်လားဆိုတာပေါ်မူတည်ပြီးကိုယ့်ရဲ့အတွင်းစိတ်ကမတိစိတ်ကနေတုံ့ပြန်ပါတယ်ဒါအပြင်ဒီအတွင်းစိတ်ရဲ့စကားသံတွေကကိုယ့်ရဲ့ခေါင်းထဲဘယ်နေရာကနေလာတယ်လဲဆိုတာကလည်းအရေးကြီးပါတယ်ဒီစကားသံတွေရဲ့နေရာဒါမှမဟုတ်အတန်နေအတန်ထားကိုပြောင်းလဲလိုက်ခြင်းအပြင်ကိုချုပ်ကင်ထားတဲ့အစွမ်းတွေကိုလျှော့ချနိုင်ပါတယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နေရာအထားအတူကဒီအတွင်းစိတ်ဖြစ်စဉ်တွေအပေါ်ဘလို့တက်ရောက်မှုရှိတယ်လဲဆိုတာကတော့စိတ်ဝင်စားစရာပါစိတ်ဝင်စားစရာကောင်းတဲ့နီလန်းတစ်ခုကတော့အချိန်မြင့်ပေါ်ရှောင်လန်းခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ပန်းတိုင်တွေနဲ့အသားအဆီးတွေကိုပုံဆောင်တဲ့နေရာတွေမှာခန္ဓာကိုယ်နဲ့တကယ်လှုပ်ရှားလိုက်ခြင်းအပြင်ခံစားချက်တွေပြောင်းလဲသွားတာကိုတွေ့ရပါတယ်ဒါကိုလှုပ်တဲ့နယ်လို့ကိုပြောလိုက်တဲ့အခါတချို့လူတွေဟာနောက်ပြန်ဆုတ်သွားသလိုခံစားရနိုင်ပါတယ်ဒါပေမဲ့ဒါကိုလှုပ်ခြင်းနဲ့ဒါမှမဟုတ်ဒါကိုလှုပ်ခဲ့ပြီးလို့ပြောလိုက်တဲ့အခါပန်းတိုင်တွေကပိုမိုနီးကပ်လာပြီးအောင်မြင်မှုဟာပိုမိုလွယ်ကူလာလဲလို့ခံစားရတတ်ပါတယ်ဒီနီလန်းကကိုယ့်ရဲ့အတွင်းစိတ်နဲ့ခန္ဓာကိုယ်ကြားကဆက်ဆက်မှုကိုထင်ဟပ်ပြသပါတယ်ပန်းတိုင်ကိုတွားရလာမှအတားအဆီးတွေတွေ့တဲ့အခါဒီနီလန်းကိုအသုံးပြုနိုင်ပါတယ်အဲ့ဒီအတားအဆီးကိုစိတ်ထဲမှာမြင်ရောက်ပြီးတင်းငယ်တွားအောင်လုပ်လိုက်တာမျိုးအတားအဆီးရဲ့ပြသမှုကိုရှော့ချလိုက်တာမျိုးလုပ်နိုင်ပါတယ်ပြီးရင်စက္ခုစုလုံးလေးတစ်လုံးလိုလုံးချပြီးအချိန်မြင့်ဘောကနေပြစ်ထုတ်ပစ်လိုက်တာမျိုးလုပ်နိုင်ပါတယ်ဒီလိုလုပ်လိုက်တဲ့အခါအတားအဆီးကပျောက်ကွယ်သွားပြီးလွတ်လပ်မှုနဲ့ရှင်းလင်းပြသတဲ့ခံစားချက်ကိုရရှိစေပါတယ်ဒါပေမဲ့ဒီလိုအတားအဆီးတွေကိုဖယ်ရှားပြီးသွားတဲ့အခါအဲ့ဒီအကောင်းမြင်စီတွေကဘလို့အခြေအနေမှာရေရှည်တည်တံ့အောင်လှုပ်ဆောင်နေမှာပါလေအောင်မြင်ပြီးစီးခဲ့တဲ့ပန်းတိုင်တစ်ခုကနေရရှိတဲ့အကောင်းမြင်စိတ်ဆွမ်းအင်တွေကိုယူပြီးကိုယ့်ရဲ့အချိန်မြင့်တစ်ခုလုံးစီပြန်လဲပြန်နှံ့စီစဉ်စေနိုင်ပါတယ်ဒီစွမ်းအင်တွေကိုအတိတ်စီပြန်ပို့ပြီးအတိတ်ကကိုချုပ်ကင်ထားခဲ့တဲ့အရာအလုံးကိုပြောင်းလဲလိုက်တာမျိုးလုပ်နိုင်ပါတယ်ဒါဟာအောင်မြင်မှုကိုအနာဂတ်ကနေအတိတ်ကိုဆွဲယူပြီးလက်ရှိအချိန်အထိလွှမ်းခြုံစေတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဒီလိုလုပ်ချက်အဖြစ်ကိုယ့်ရဲ့အတွင်းစိတ်ကိုအားဖြည့်ပေးပြီးပုံမလွယ်ကူစွာအောင်မြင်မှုရရှိစေနိုင်ပါတယ်နာမည်ကျော်နီးပြတိုနီရောဘင်းစ်လိုပိုတိုတွေကမင်းဒါကိုလုပ်ရမယ်လို့စကားလုံးတွေကိုအားကောင်းတဲ့စွမ်းအားဖေးတဲ့စကားလုံးတွေထိထုံးတတ်ပါတယ်ဒါပေမဲ့ဒီစကားလုံးတွေကသူ့အတွက်အလုပ်ဖြစ်ပေမဲ့တခြားလူတွေအတွက်ကြတော့အတားအဆီးဖြစ်နေနိုင်ပါတယ်ဒါကြောင့်အရေးကြီးဆုံးကတော့ကိုယ့်အတွက်ဘယ်အရာကအလုပ်ဖြစ်လဲဆိုတာကိုရှာဖွေဖို့ပါတယ်
နီးစနစ်တွေကိုစမ်းသပ်ခြင်းအကောင့်ထဲဖော်ခြင်းပြန်လည်စမ်းသပ်ခြင်းလိုအပ်ရင်နီလန်းပြောင်းလဲခြင်းဟာကိုယ်နဲ့အသင့်တော်ဆုံးနီလန်းကိုရှာဖွေဖို့မရှိမဖြစ်လိုအပ်ပါတယ် ဒီနည်းစနစ်တွေကိုကိုယ့်ရဲ့အတွင်းစိတ်နဲ့ဆက်သွယ်ရမှာဒါမကတခြားသူတွေနဲ့ဆက်သွယ်ပြောဆိုရမှာလည်းအသုံးပြုနိုင်ပါတယ်စကလုံးအသုံးမနှုံနဲ့အတန်ဒီအတန်ထားတွေကိုတတိထားပြီးအသုံးပြုခြင်းကမိတ်ဆွေလိုချင်တဲ့ရလက်တွေကိုပုံမထီရောက်စွာရရှိစေနိုင်ပါတယ်ကိုဘလို့ပြောဆိုနေတယ်လဲဆိုတာကိုတတိထားမိခြင်းကဘဝရဲ့စင်ခေါ်မှုတိုင်းကိုရင်ဆိုင်ကြောဖြတ်နိုင်မဲ့အဓိကတော်ချက်ဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒီလိုနှဆိုင်တဲ့နားလည်မှုဟာအခြားသောနီးဗျူဟာများစွာကိုလည်းဖွင့်လှစ်ပေးနိုင်တဲ့အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်